ဒါလီဆိုပါနေကောင်းကျမ်းမာကြရဲ့လား NNS Sharing Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မိတ်ဆွေတို့နိုင်ငံတစ်ခုကိုတုံညကနေစားတဲ့တီထောင်ရတာခက်ခဲပါတယ်ဒါပေမဲ့ပိုပြီးခက်ခဲတာကအဲ့ဒီတီထောင်သူဘရင်ကြီးရုတ်တရက်ကွယ်လွန်သွားတဲ့အခါမှာချင်းရခဲ့တဲ့တိုက်ပြည်ကိုပြိုကွဲမသွားအောင်ဘယ်လိုထိမ့်သိမ့်မလဲဆိုတာပါပဲလေးမြုပ်ခီရဲ့ပထမဆုံးမြို့တော်ပြင်စားကိုAD 1010မှာတီထောင်ခဲ့တဲ့ခေတ္တတင်မင်းဟာနန်းတဲ့10နှစ်အကြာမှာရုတ်တရက်နိုင်ရွာအဆိုင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာနိုင်ငံတော်တည်ကြီးဟာရင်သူတွေဝိုင်းနေစေအချိန်တွေကမတည်ငြိမ်သေးပါဘူးဒီလိုအကျက်တဲ့ကြမှာအကိုတော်ဖြစ်သူစန္ဒတင်မင်းကထီးနှန်းကိုဘလို့စက်ခံခဲ့တယ်လဲသူဟာခက်တဲ့တင်မင်းရဲ့ချီယာကိုနင်းပြီးတိုင်းပြည်ကိုဘလို့ရှိဆက်စီခဲ့တယ်လဲဒီနေ့ NNS Sharing မှာတော့ပြင်စာခီရဲ့အလှည့်အပြောင်းအရှိဆုံးတမိုင်းခီရဲ့မိုင်းကိုတင်ဆက်ပေးသွားမှာပါAD 1018ကနေ1028အထိခေတ္တတင်မင်းဟာဝေတာလီပြားပုံကြားကနေရခိုင်ပြည်ကိုပြန်လဲထူထောင်ခဲ့ပါတယ်။ဒါပေမဲ့10နှစ်တာကာလပတ်လုံးတိုင်းပြည်အတွက်အပင်ပန်းကန်စီးဆုံးခဲ့ရတဲ့တန်တွေးကြောင့်ဘရင်ကြီးဟာကျမ်းမာရေးယိုယွင်းလာခဲ့ပါတယ်။ရခိုင်ရာဇဝင်တို့ရဲ့အဆိုအားခေတ္တတင်မင်းဟာ AD 1028ခုနှစ်မှာပြင်စာနေပြည်တော်ကြီးကိုအခိုင်အမာတိဆောက်ပြီးစီးချိန်ပါတယ်တဘာဝအတိုင်းလူကြီးယောဂနဲ့အေဂျင့်စွာနဲ့ရွာဆိုင်ခဲ့တယ်လို့ဆိုပါတယ်သူဟာတိုင်းပြည်တွင်အုံအီချပေးခဲ့သူချစ်လို့ပြည်သူတွေကအလွန်နှမျောတတထစ်ခဲ့ကြပါတယ်ဒါပေမဲ့ဒီနေရာမှာမေးစရာရှိတာကဘရင်ကြီးမှာတားတော်တွေရှိနေသေးရဲ့နဲ့ဘာကြောင့်အကိုတော်စန္ဒာတင်မင်းကနန်းတက်လိုက်ရတာလဲဒါဟာနန်းလူပွဲလားဒါမှမဟုတ်တိုင်းပြည်အတွက်လူအပ်ချက်လားတကယ်တော့ခေတ္တတင်မင်းနဲ့စန္ဒာတင်မင်းတို့ညီကိုဟာဝေတာလီဖြစ်တုံးကလေးကဒုက္ခအတူခံဒုက္ခအတူဆန်ခဲ့ကြတဲ့ညီကိုတွေပါခေတ္တတင်မင်းနဲ့ရွာဆန်းချိန်မှာတိုင်းပြည်ဟာစီရိတ်ဖီအားတွေရှိနေသေးတာကြောင့်အကျွဲရောက်ပြီးအတွေ့အကြုံရင်းချက်တဲ့အကိုတော်စန္ဒာတင်မင်းခိန်းစန္ဒာတင်ကမင်းညီမင်းသားတွေရဲ့သဘောတူညီချက်နဲ့နန်းတက်ခဲ့တာဖြစ်ပါတယ်ဒါဟာရခိုင်သမိုင်းမှာအလွန်အလားပါတဲ့ညီညွတ်ရေးပြယူတစ်ခုပါဒီ1028ခုနှစ်မှာစန္ဒာတင်မင်းဟာပြင်စာမြို့တော်ရဲ့ဒုတိယမြောက်ပြီးအဖြစ်ဗိတ်သိက်ခံခဲ့ပါတယ်။စန္ဒာတင်မင်းဟာအုပ်ချုပ်ရေးမှာပါရမီပါသူဖြစ်ပြီးညီတော်ချမှတ်ခဲ့တဲ့မူဝါဒတွေကိုအကောင့်အထည်ဖိုးဖို့အသင့်ချင်နေခဲ့ပါပြီ။မိတ်ဆွေတို့အခုလိုတမိုင်းအခြေလက်တွေကိုစိတ်ဝင်စားနားဆင်နေတဲ့အတွက်ကျေးဇူးတင်ပါတယ်။ NNS Sharing Channel မှာအခုလိုမျိုးရခိုင်သမိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်နေတာဖြစ်လို့နောက်ထပ်ဗီဒီယိုတွေကိုမလွတ်တမ်းကြည့်နိုင်ဖို့ Subscribe ခလုပ်လေးကိုအခုပဲနှိပ်ခဲပေးပါဦးဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကဲစန္ဒာတင်မင်းရဲ့အုပ်ချုပ်ရေးအကြောင်းဆက်ကြည့်ရအောင်စန္ဒာတင်မင်းဟာ AD 1028ကနေ1003ပဲကုန်းအထိ17နှစ်ကြာအုပ်ချုပ်ခဲ့ပါတယ်သူလက်ထက်မှာထင်ရှားတဲ့အချက်3ချက်ရှိပါတယ်ပထမချက်ကတာသနာရေးပါစန္ဒာတင်မင်းဟာဝေတာလီခေတ်ကပြည့်စည်ခဲ့တဲ့ဖျားပထိုးတွေကိုပြုပြင်ခဲ့ပြီးပြင်စာမြို့တော်အတွင်းမှာတာသနာအဆောက်အောင်တစ်တီကိုတည်ထားခဲ့ပါတယ်သူဟာရခိုင်ပြည်မှာထေရဝါဒဗုဒ္ဓဘာသာပြန်လည်ထွန်းကားဖို့အားထုတ်ခဲ့တဲ့မင်းတစ်ပါးပါဒုတိယချက်ကတရားဥပဒေစိုးမိုးရေးပါပြင်စာမြို့အတွင်းမှာနေထိုင်ကြတဲ့မျိုးနွယ်စုတွေကြားငြိမ်းချမ်းစွာနေထိုင်နိုင်ဖို့တရားစီရင်ရေးစနစ်ကိုခိုင်မာအောင်လုပ်ခဲ့ပါတယ်ဒါကြောင့်လေသူ့လက်ထက်မှာပြည်တွင်းစစ်မရှိဘဲတိုင်းပြည်အေးချမ်းခဲ့တာပါတတိယချက်ကလေးမြို့မြို့ဟွမ်းကိုအသုံးချခြင်းပါစန္ဒာတင်မင်းဟာလေးမြို့မြစ်ရဲ့ရေအင်ရဲ့မစ်ကိုတွန်းပြီးစိုက်ပျိုးရေးကဏ္ဍကိုမြင့်တင်ခဲ့ပါတယ်လေးမြို့ဆိုတဲ့နာမည်နဲ့အညီမြေကမ်းတစ်ချောင်းမှာယူအားတက်တက်တီထောင်ပြီးပြည်သူတွေကိုအခြေချနေထောင်စေခဲ့ပါတယ်ဒါဟာနောက်ပိုင်းမှာပရင်းရင်းစီယာနဲ့လောင်းကျက်မြို့ဒီပေါ်ပေါက်လာမှုလမ်းစာဖြစ်ခဲ့ပါတယ်AD 1039ခုနှစ်မှာတော့စန္ဒာတင်မင်းကြီးဟာနန်းသက်17နှစ်ကြာမှာနဲ့ရွာဆိုင်ခဲ့ပါတယ်။သူ့နောက်မှာတော့တားတော်အမြအတူမင်းကထီနန်းကိုဆက်ခံခဲ့ပါတယ်။စန္ဒာတင်မင်းရဲ့သမိုင်းကကျွန်တော်တို့ကိုဘာသင်ခန်းစာပေးလဲဆိုတော့တိုင်းပြည်တစ်ခုတိုးတက်ဖို့ဆိုတာခေါင်းဆောင်တွေကြားမှာအာဏာလုနေဘူးမဟုတ်ပဲအဆက်မိမိနဲ့တာဝန်ကျေပွန်မှုလိုတယ်ဆိုတာပါပဲ။ခေတ္တတင်မင်းအတီထောင်ခဲ့ပြီးစန္ဒာတင်မင်းကခိုင်ခန့်အောင်ပြုလုပ်ခဲ့လို့သာလေးမြို့ခေတ်ဟာနှစ်ပေါင်းရာကြီးအောင်သက်တမ်းရှိခဲ့လာဖြစ်ပါတယ်။ဒီနေ့တင်ဆက်ပေးခဲ့တဲ့ပြင်စာမင်းဆက်ရဲ့ညီကိုနှစ်ပါးအကြောင်းကိုမိတ်ဆွေတို့ဘယ်လိုမြင်ကြလဲ။ကွန်မန့်မှာပြောပြပေးခဲ့ပါဦး။နောက်တစ်ပတ်မှာတော့လေးမြို့ခေတ်ရဲ့စိတ်ဝင်စားစရာအခြားမင်းဆက်တွေအကြောင်း
ဆက်လက်တင်ဆက်ပေးသွားမှာပါအားလုံးကိုကျေးဇူးတင်ပါတယ်